Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်မတစ်ဖက်သူရဲ့ feeling ကိုပြန်ကြည့်ပေးမယ်နော်တစ်ဖက်သူကကိုယ်ဘာတွေပြောချင်နေလဲအဓိကလေဒီမှာ no contact ကိုပြောမယ်နော် no contact ကိုပြောမယ်ဆိုတော့တယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေတဲ့သူတွေစီကပေါ့နော်တစ်ဖက်လူကပြောချင်တဲ့စကားကိုကျွန်မကြားရနေကြ channel လုပ်ပေးမယ်ပေါ့နော်I never expect to fall in love with you so quickly နော်ငါမင်းနဲ့မြင်ဆက်ဆံချစ်ကြိုက်သွားမယ်လို့ဘယ်တော့မှမထင်ထားခဲ့ဘူးတဲ့နောက်တစ်ခု I learned a spiritual lesson ငါကစိတ်ပိုင်းဆိုင်ရာပေါ့နော်ဘဝမှာစိတ်ပိုင်းဆိုင်ရာသင်ခန်းစာတွေကိုတဲ့သင်ယူနေရဲတဲ့နော်ဒါကဘာကိုပြောရလဲဆိုလေကျမတို့ဘဝမှာသင်ယူရတဲ့အရာတွေရှိရပေါ့နော်တစ်ခါလေးကြားလို့ရှိရင်ခက်ခဲနေကြုံလာလို့ရှိရင်ကိုဆိုရရှိဖို့ပေါ့နော်အဲ့လိုမျိုးခက်ခဲကိုရင်ဆိုင်ကြောပြနိုင်ဖို့စိတ်ပိုင်းဆိုင်ရာခိုင်မာဖို့ပေါ့နော်အဲ့လိုမျိုးဘဝကနေပြီးတဲ့ပေါ့နော်လက်စင်တွေသင်ခန်းစာတွေရှိတယ်အဲ့ဒီသင်ခန်းစာတွေကိုသူကလေ့လာနေရပေါ့နော်အဲ့လိုမျိုးကိုသူကပြောထားတယ်နောက်တစ်ခုကI miss our conversation and the sound of your voice နော်ငါမင်းနဲ့ပေါ့နော်တူတူပေါ့စကားပြောခဲ့တဲ့ပေါ့အပြန်အလှန်စကားပြောခဲ့တဲ့အချိန်တွေကိုလည်းလွမ်းတယ်တတိရတယ်ပြီးတော့အချိန်ကျတော့မင်းရဲ့အတန်လေးကိုလည်းလွမ်းတယ်ပေါ့နော် You are the one and only မင်းကငါအတွက်တူတည်တော်သူပါပေါ့နော်နောက်တစ်ခုက I fell in love the moment I saw you ငါမင်းကိုလေးစပြီးတော့မှတွေ့တဲ့အချိန်မှာပေါ့နော်ချစ်မိသွားတယ်ပေါ့ငါမင်းကိုစတွေ့ခဲ့တဲ့အချိန်မှာပဲချစ်မိသွားတယ်နောက်တစ်ခုကမင်းကငါရဲ့နှလုံးသားတကားကိုလာခောက်ဖို့ရမျှော်နေပါတယ်ဆန္ဒရှိပါတယ်ပေါ့I know what you meant to me. I'm ready to be only with you. မင်းကငါအတွက်ဘလောက်အထိပ္ပယ်ရှိလဲဆိုတာငါသိပါတယ်ငါကလည်းမင်းနဲ့အတူရှိဖို့ရအဆင်သင့်ပါပဲနောက်တစ်ခု No matter what happened my heart will always belong to you ဘာပဲဖြစ်လာငါရဲ့နှလုံးသားတော့မင်းအတွက်ကိုပဲနော်မင်းအတွက်ပဲဖြစ်ပါတယ်မင်းနဲ့ပဲသက်ဆိုင်ပါတယ်နောက်တစ်ခုနော် All I am thinking about right now is how attracted to you I am ခုချိန်မှာငါစဉ်းစားနေရတော့မင်းကိုငါဘယ်လောက်ထိဆွဲဆောင်နိုင်လဲပေါ့နောက်ဆုံးတစ်ခုပေါ့နော်I'm so sorry for messing everything up. You deserve so much more. ငါကလေအရာအလုံးကိုရှုပ်ထွေးသွားအောင်လုပ်လိုက်တော့တောင်းပန်ပါတယ်တဲ့နော်အဲ့ဒီတော့လည်းစိတ်မကောင်းပါဘူး You deserve so much more. အမေကတိထက်ပို့ပြီးတော့မှထိုက်တန်တဲ့သူတယောက်ဖြစ်ပါတယ်တဲ့နော်ဒါကတော့သူပြောချင်တဲ့ feeling လေးကိုကျွန်မဒီနေ့ကလေးကြည့်ပေးထားเนาะအဓိကကတော့ no contact တွေဆက်သွယ်မရှိတဲ့သူတွေအတွက်ကိုအဓိကကြည့်ပေးပါလို့ပြောပါတယ်အားလုံးပဲအဆင်ပြေကြပါစေ